ဟိုဘက်ကတောင်တန်းနေဖြစ်ပြီးတော့တောင်တန်းဘေးမှာချောင်းပေါက်ကလေးရှိပါတယ်ဒါကတော့ပင်လယ်တွေကပြန်လာတဲ့လေတွေဝင်လာလို့ရှိရင်ဒီချောင်းပေါက်ကနေတဆင့်ကျွန်တော်တို့ရွာထိပ်ကိုတန်းပြီးတော့ရောက်ပါတယ်ဒါကတော့လေတွေချောင်းနဲ့ဝင်လာတာပေါ့နော်ဒီရွာတန်းနဲ့ဒီပင်လယ်နဲ့ကြားထဲမှာတော့လူမျိုးငါးလှမ်းတဲ့ငစင်တွေရှိပါတယ်ဒါကတော့တသေးလေးတွေပါဟိုဘက်မှာတော့စင်အကြီးတွေရှိတယ်ပေါ့နော်ပထမကကျတော့ဒီနေ့ပင်လယ်ပြန်ထွက်မဲ့လေတွေပြန်ထွက်နေတာပေါ့ဒါချောင်းပေါက်တွေကနေထွက်တာပင်လယ်ကဒီမှာပေါ့နော်ဒါပင်လယ်ကနေပြန်လာတဲ့လေရတယ်မှာပင်လယ်ကနေပြန်လာတဲ့လေတွေကဒီလိုချောင်းပေါက်တွေကနေတစ်ဆင့်ရွာထိပ်ကိုသွားမယ်ရွာတန်းကတော့ဒီမှာဒါကရွာတန်းရွာတန်းကဒီဟာပင်လယ်နဲ့ရွာနေကနီးနီးလေးရယ်ဒီလေထွက်အောင်မလားပိုက်စေအောင်မလားဒါကငချောက်ခုမှလှမ်းထားတာပေါ့နော်အဆိုတွေပဲရှိပါသေးတယ်လုံးဝကြည်တောက်ရှင်းနေတာပါညာစားမပါဘူးစကားမဆက်ကျွန်တော်တို့စီမှာလည်းအဲ့လိုငချောက်တွေဝယ်လို့ရပါတယ်အမှငချောက်တွေလှမ်းထားတာဒါလေးတွေကတော့ငပုတ်တင်ဟိုမှခေါင်းပြက်အလုံးလေးတွေပေါ့ကြီးနာပဲဒါကတော့နှစ်ကောင်ပေါင်းမှမျက်လုံးနှလုံးပါတယ်ကောင်တစ်ကောင်တစ်လုံးပဲပါတယ်အခွေးရှာလို့လည်းခေါ်တယ်ဗါလဲငဖက်ရွက်လို့လည်းခေါ်တယ်ကောင်ဘာငလိတ်ကြောက်အပေါက်ကလေးတွေကိုလှမ်းရတာလိတ်ကြောက်ငါတကောင်ဟိုမှာလည်းလိတ်ကြောက်လေးရှိလိတ်ကြောက်ပေါက်လေးကိုအချောက်လန်းတော့တာကောင်းငါတကောင်ဒီကောင်ငရင်ပြူလို့ခေါ်တဲ့ကောင်ချောက်တယ်ဒီဘက်မှာလည်းရှိတယ်စားမပေါဘူးနော်လုံးဝအပေါ့တွေလှမ်းတာ6သွားရင်ဖြူဖွေးနေပဲ